လွန်ရသောဟိုရင်ချိန်များရဲ့အချိန်ကြိုးစားကမေးပြည့်ချင်ပေမယ့်နှလုံးသားရဲ့နဲ့ဆိုင်ဆုံးမှာအိုးမြစ်တွေနေတဲ့မတရားတွေရဲ့ပြန်တွေ့မိတိုင်းဒီရင်ဘတ်ထဲမှာပုံမြင်လေးတပုံလိုနှွေးထွေးနေတော့မေဒီရတဲ့ပုံရိပ်များရဲ့ကိုမမေ့နိုင်ခဲ့ဘူးအတိတ်တွေရဲ့ဆူတောင်းလေးတစ်ခုကိုသာကိုပိုင်ဆိုင်ရရဲ့ရင်လိုချိန်လေးများသွားချင်တာဒါပေမဲ့တို့တွေပြန်မဖြစ်နိုင်တော့မှကိုသိထားလေအတိတ်ကသူတို့နေရာဟိုတိတ်ကသူတို့နေရာဒီရင်ထဲမှာနဲ့ဆိုင်ဆုံးနှစ်တွေနေတယ်အတိတ်ကသူတို့နေရာရင်ထဲကသူတို့နေရာမြေရောက်မိတဲ့ရှင်တော့ကနေတွေကိုလေအတိတ်ကသူတို့နေရာပါပဲဒီမှာဆီယာမတယောက်လုံးရှိနေတာပြောနေလိုက်ကြတဲ့စကားတွေကောင်းမကုန်နိုင်ဘူးဘာတွေပြောနေကြလဲမသိဘူးဒီမှာတန်ရှင်းဖို့တွေစင်ရင်မှတ်နေတာကဲတန်ရှင်းဖို့ပေးမဲ့သူဘသူကြံသေးလဲကြံတဲ့လူမတက်ရဆန်းအေးမနေ့ကကြရင်တော့ပေါင်ယူလာခဲ့ကြနော်ဆရာမလည်းဆရာကြီးကိုစင်းရင်းနေအားမှာမဟုတ်လို့ပါကဲထိုင်ကဲအားလုံးစာအုပ်ဖွင့်စာမေးပွဲကနီးနေပြီပြောနေလိုက်ကြတဲ့စကားတွေကကုန်းမကုန်းနိုင်ဘူးဘာတွေပြောနေမှန်းကိုမသိဘူးကဲမနေ့ကတင်ထားတဲ့သင်ခန်းစာကိုတေချာပြန်ကြည့်နားမလည်ဆရာမအောင်မေးငါလေးတလားစာတင်ချီဆိုအရန်အိတ်ရှင်တော့ပဲဟာကျန်တဲ့ချီဆိုငါလုံးဝမအိတ်ရှင်ဘူးနော်စာတင်မစွမ်းနဲ့ငါအိတ်လိုက်တော့တာပဲဟဲ့တခါလီများဆိုရင်လေဆီယမစာမတင်သေးဘူးနော်ငါသူ့မျက်နှာမြင်တာနဲ့ငါအိတ်ငတ်လာရောဟဲ့ရှင်ကိုတို့နင်ရောအိတ်ငတ်တယ်မလားမအိတ်ငတ်ပါဘူးဟာနင်ကလည်းဘလို့အားရင်လည်းနေလည်းမသိဘူးကောင်းလိုက်တာဟဲ့နင်ရောအိတ်ငတ်တယ်မလားငါလားငါလည်းအိတ်ငတ်ဘူးငါနောက်တန်းမှာမိုးခိုးစားနေတယ်နင်မခိုးစားတယ်ဟဲ့နင်ဘာစားရလဲငါအချင်းမောင်းစားအချင်းမောင်းဟဲ့အဲ့ဒါငါတိုက်တယ်လေနင်ငါ့ကိုဘာလို့မကြွေးရလဲနင်ကငါ့ကိုအချင်းမောင်းကြွေးငါအိမ်ငိုက်မှာမဟုတ်ဘူးအဲ့လိုလားအဲ့လိုပေါ့သူရဲဒီနေ့ဆရာမစာတင်တာမင်းနားလေလားနားလေလားအဲ့လိုနားလေလားမင်းဘာငေးနေလဲဟောမလေးရှုပ်ကနေလောက်လို့ကြည့်နေရမနွားကြီးလာတွေ့ဩတလုံးမြင်လာရှုပ်ကင်းတဲ့နွားတွေကိုလှရလုံနေသေးတယ်မင်းငါပြောကြားလိုက်လားဘာပြောလို့ဒီနေ့ဆရာမစာတင်တာနားလေလားလို့ဟောအေးနားလေပါရဲ့
အေးနားလည်အဲ့ဆိုင်ကပြန်ရှင်းပြအောင် ပြီပါ သူရိန်ကငါ့ကိုကြည့်နေတယ်ဟာ ဟမ် သူရိန်ငါ့ကိုကြည့်နေပြန်ပြီလို့ ဟုတ်လား အော်အေးကောင်းလိုက်တာတကယ်ချင်းကောင်းတယ်ဆရာမ ဟဲတော်စင်ဒီနေ့တော့ကျောင်းအစောကြီးရောက်လို့ပါလား မနက်ကဖုန်းเจ้าမှာအလူရှိတော့ဒါလည်းစောကြီးလုံးနေရတယ်เจ้าကိုတန်းလာလိုက်တာ ဟောအေးကောင်းတယ် ဟောဆရာမဒါတန်ရှင်ပိုးလေးပေးချင်တယ် တန်ရှင်းဖို့တားတန်ရှင်းဖို့ကပေးပြီးသွားပြီလေ ဗျာ ဟုတ်တယ်လေမနေ့ကကျောင်းဆင်းတော့ကသူရိန်ကသားအတွက်ဆိုပြီးတော့လာပြီးသွားတာအဲ့ဒါသားမသိသေးဘူးလား ဗျာဟုတ်ကဲ့ဆရာမ သူရယ်ဒီရောက်နေဟိုစားစင်းကြီးဆိုတော့အမေမိုးစဲမှာတွားချပြီ ဟုတ်တယ်အတန်းတက်လို့ရှိရင်စားမင်းမှာဆိုတော့စားလာကြက် အမေကိုမေးစရာရှိတယ် မေးစရာဘာမင်းလို့ မင်းကတော့တန်ရှင်ပို့ပေးသွားရဆိုအဲ့ဒါဘာလို့ပေးရလဲဒါအမေတို့တန်ရှင်ပို့ပြန်ပေးတာ ပြန်မပေးပါနဲ့တင်ထားလိုက်ပါနောက်အခန်းထဲမှာတစ်ခုကောက်လို့ရှိရင်ပေးလိုက်ပါ ထားလိုက်ပါအဲ့လိုမလုပ်ပါနဲ့အမေပြန်ပေးရ တင်ထားလိုက်ပါဆိုတော့ပေးပါ သူရယ်ငါမေးရဖြစ်အောင်ဘာလို့ပေးရလဲ မ
ဒီတိုင်းပဲဒီတိုင်းပဲ တော်စင်ဟုတ်သူတွေကလေမင်းတို့တန်ရှင်းဖို့ပေးပြီးသွားလားဟဟလား ဟာဘယ်လိုတည် အော်ဟုတ်ငါလာရင်လည်းနားထောင်မိသွားတာ တခြားရောဘယ်သူတည်တယ် ဟာနင်ကလည်းဘယ်သူမှမသိပါဘူးငါခုနလေးမှနားထောင်တာပါဆိုနေမှာပဲဟဲ့ငါမင်းကဖြုံနေဟုတ်လားလို့ဟာဒီကောင်တူရင်ကွာဟင်းငါတို့ကြတော့မပေးဘူးဟဲ့နှုံးကတူရင်းကြောင်ပြပြအောင်မတလားအဲ့ကောင်ကလေတတိသားလားဆိုတာအရှမ်းကစင်းနေတာနင်မသိလို့မကြနင်အတွက်သာလေတန်ရှင်းဖို့ဘာဖို့လိုက်ပေးတာငါတို့ကြောက်လေမုံလေးတစ်ထူတာဝယ်မကျွေးဘူးဒီကောင်ကငါတို့လေကြောင်ပိတ်လို့လေအပြင်းနေပါသွားလို့ရှင်လေငါတို့ကတော့လေဟိုမုံစားဒီမုံစားနဲ့မုံနေအများကြီးဝယ်စားအဲ့ကောင်ကသူ့မှာပတ်စံနေရှိရတဲ့တန်းနဲ့လေဘာမှမဝယ်မစားသူ့ကိုယ်သူလည်းမစားငါတို့လည်းဝယ်မကျွေးဘူးဟာဟဲ့ငါကမှတေချာစဉ်းစားမိရသေးလားအဲ့ဒီကောင်ကလေငါတောက်တော့ကွက်ပြီးစေတနာမရှိတာဟဲ့ဟုတ်တယ်ဟုတ်သူတို့ရက်ွက်သေးရလေခွေးလေးတွေကြောင်လေးတွေအမလေးအဲ့ခွေးလေးကြောင်လေးဆိုရင်လေသူကလေမုံတွေကိုလေအများကြီးကျွေးတာဟဲ့သိလားငါတို့ကလေမုံတွေလေတောင်းစားလို့ရှိရင်သူကလုံးဝမကျွေးဘူးနော်ခွေးလေးကြောင်လေးကြောင်သူစေတနာရှိတယ်ဟာငါသိလိုက်ပြီအဲ့ဒီကောင်ငါတယောက်တော့ကွက်ပြီးစေတနာမရှိတာသူကလေအရင်နဲ့တနာတတ်တာညို့လည်းစေတနာရှိရနော်တွေ့မယ်အဲ့ကောင်ရှန်နေငါရအောင်မုတ်တောင်းစားအောင်မကြည့်တော်ကစင်းနေတဲ့ကောင်ပါကွာလုံးဝမချင်တော့ဘူးငါကြတော့တန်ရှင်းဘူးလို့တစ်ခါလေးပေးပေးရဘာဖြစ်မှာမို့လို့သူများကြတော့ပေးပေးတယ်ငါကြတော့မပေးပေးဘူးအဲ့ကောင်တွေ့မယ်ဒီကောင်ငါနဲ့ကိုတွေ့အောင်မယ်အဲ့ကောင်ဆရာငါမုတ်ရအောင်တောင်းစားကြည့်ကြည့်ကျမရဲ့ဆူတောင်းတွေကိုဝုန်းနဲ့မိကြီးကကြားသွားခဲ့တယ်ထင်ပါတယ်အဲ့နောက်ပိုင်းမှာတော်စင်ဟာကျမတို့တငယ်ချင်းတွေကြားတယ်ရောက်လာခဲ့ပြီးသူတို့နှစ်ယောက်လေတငယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်ဟဲ့ငါလေကြောင်းတက်ရတဲ့ရွက်တယ်ဆိုအရန်ပြင်းလာပဲဟာတိလားကြောင်းတက်ရမှာလည်းပြင်းတယ်စာတင်ရမှာလည်းပြင်းတယ်စနစ်တုံးတွေဘယ်တော့ရောက်မလဲဆိုပြီးတော့လေအဲ့ဒါပဲငါထိုင်မြို့တွေးနေတာဟောအခုကြောင်းလဲပိတ်ရောငါပြင်းတာဟာ ဩနေတယောက်တည်းကိုမျိုးဘာဖြစ်ချင်မှန်းဦးမသိဘူး အေးငါကိုယ်တိုင်တော့ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းကိုမသိတာ အေး ငါသိပြီနင်ကြောက်မှုသေးအောင်လွှမ်းနေရမှာ အေးအဲ့ဒါဟုတ်မယ်ငါလေကြောင်းစိတ်နဲ့ကြောင်းမှုစည်းတယ်မှာငါဖလိုက်နဲ့တိုးရတော့ငါအပျော်ဆုံးပဲအခုတော့မှလေငါပြောနေတိုးချင်လာပြီရတယ် ဟောဒါနဲ့နင်တို့ပြောအောင်မယ်နင်တို့တွေစားလိုက်နိုင်ကြလားယင် စာရန်ကုန်သူငါရုပ်ကိုကြည့်ငါရုပ်ကိုတေးချကြည့်လိုက်ငါရုပ်ကစာလိုက်နေတဲ့ရုပ်များပေါက်နေတာဟိုမှာစာလိုက်နေတဲ့ရုပ်စာလေဟိုကောင်သူတယ်သူ့ရုပ်ကမှစာလိုက်နေတဲ့ရုပ်ဟုတ်တယ်နော်တွေ့နင်စာလိုက်နေတယ်နော် ဒီလိုပါပဲ ရှို့ည ဘာလို့လဲကျူရှင်တက်ကြရင်ကောင်းမလား အဲ့ကြံကောင်းနေငါတို့တွေငါတို့တမ်းမိုက်ဆရာမဆိုမှတက်ကြမယ် အေး တမ်းမိုက်ဆရာမကလည်းငါတို့ကိုစိတ်ရှိရပဲဟောဟုတ်လားဟုတ်အဲ့ဒါဆိုလို့ရှိရင်လေငါတို့တွေအားလုံးအတူတူတက်ကြမလား အေး ငါတို့တွေအားလုံးအတူတူတက်ကြမယ်ဆိုလို့ရှိရင်အရင်ပြောဖို့ကောင်းပါဟာ ဟဲ့ကောင်းလိုက်တာအဲ့ဒါဆိုရင်ငါတို့ကျူရှင်အတူတူတက်တဲ့ခါကျလို့ရှိရင်စာလည်းတူတူလုပ်လို့ရတယ်ကျူရှင်ပြီးလို့ရှိရင်မုတ်တေလည်းသွားစားလို့ရတယ် အေး
ဟာအဲ့ဆိုငါတို့အားလုံးတူတူတက်ကြမှာပေါ့ အေးဘောဟာငါတို့အတူတက်မှာပေါ့ဒီလူလေးပဲရှိရအောင်နော်ဟင်တော်စင်မင်းရောငောင်းနဲ့တူတူကျူရှင်တက်မှာ ငါတော့တက်ဖြစ်မှာမထင်ဘူး ငါလို့လေကျူရှင်လာကတနိုင်လို့လေ ဟဲ့ဘုကမေးသွားတယ်ကျူရှင်သွားတတ်တာလား ဟဲ့ဖြစ်နိုင်ပါမလား ဟမ် သူဘာလိုက် ဒီ လဲ မှာပဲသွားဟဲ့ဘယ်သွားလဲလို့ဟဲ့ငါတို့စောင်းလေဟဲ့ တော်စင်နေရုံးလေကွာတော်စင်ဟဲ့ရတော်စင်နေရုံးလို့ပြောနေလေကွာမင်းဘာလို့ငောင်းနဲ့တူတူကျူရှင်လိုက်မတက်တာလဲ ငါပြောပြီးပြီလေကျူရှင်လာကမတက်နိုင်ဘူးလို့ ဒါများကွာကျူရှင်လားကငါစိုက်ထားပေးလို့ရပါတယ်ကွာမင်းကောင်နောက်မှပြန်ပေးပေါ့မင်းပြန်မပေးလဲဘာမှမဖြစ်ဘူး ထားလိုက်ပါ ဟဲ့နေုံလေကွာနင်းဝေနင်းဝေနင်းဝေ ဟဲ့ဘာတူလဲအော်တူရိဘာလဲဟာနေရလဲငါ့ရှင်မအော်ကြီးကျန်တယ် နင်းအားလား အားတယ်လေ နင်းအားငါနင်းကိုပြောစရာရှိလို့ ပြောစရာရှိလို့အေးလာအိမ်မော်တက်ခဲ့လား ဟဲ့ရော့ဒီမှာလက်ဖက်တုပ်စားငါမိတုပ်ပေးလိုက်တာနင်းဟာလေပြောစရာရှိတော့အမောတကောအော်ကြီးရဲ့ကျန်ဘာဖြစ်နေမှန်းမသိဘာလဲပြော အေးပြောမယ်ငါတို့တငယ်ချင်းနေကျူချင်းအတူတူတက်ဖို့တိုင်ပင်ထားကြတယ်သိရင်မလား သိရလေ အေးအဲ့ဒါကိုဟိုကောင်တော်စင်ကမတက်တော့ဘူးတဲ့ ဟဲ့အဲ့ဒါဘာဖြစ်တော့ ဘာဖြစ်ရမှာလဲဟာသူကျူချင်းတက်လို့ရအောင်ဆိုပြီးတော့လေငါစိုက်ပေးပါမယ်ကျူချင်းလားကောင်ငါစိုက်ပေးပါမယ်လို့ပြောတာလေအဲ့ကောင်ဘာပြန်ပြောရမှတ်လဲ ဘာဖြစ်မျိုး ထားလိုက်ပါအဲ့လိုခေါင်းခါပြီးတော့ငါ့ကိုပြောသွားတာနော် ဟုတ်လား နင်းမမြင်လို့နင်းမြင်လို့ချင်းနင်းမစိတ်တူ အေးစိတ်တူမှာပေါ့ အေးအဲ့လိုစိတ်တူနေလို့စိတ်တူတဲ့ဟာကိုနင်းကိုပြောရင်လို့ဆိုပြီးတော့ငါဒီကိုရောက်လာတာ အေးနင်းကြည့်ရတာတော်တော်ပြောချင်နေတဲ့ပုံပဲနော် ဟုတ်တယ်ဒီကောင်ကိုစိတ်တူပြီးတော့ပြောစရာမှအများကြီးပဲ နင်းပြောစရာတွေကလေခုနှစ်နဲ့မထိုးခင်တော့ပြီးမှာပါနော် ဘာလို့လဲ ဟာဒီညခုနှစ်နိုင်ငါ့ရဲ့အိုဆောကလာမှာနင်ကလေ ဟာနင်းကလေကိုရီးယားကနဲ့တငယ်ချင်းဘယ်ဟာအရေးကြီးလဲ ဟဲ့ကိုရီးယားကတစ်ခါလွင်ပြီးလို့ရှိရင်အဲ့ဒီပိုင်းကထပ်မလွင်ဘူးနင်တို့ကြောင့်ကဘယ်ချိန်ပြောလို့ရတယ်ငါကိုရီးယားကအရေးကြီးအောင်နင်ကလေ နင်းကလေတငယ်ချင်းစိတ်တက်ကိုမရှိတာ ဟဲ့တကယ်ချင်းစိတ်တက်ရှိလို့ပဲအခုနေမျိုးပဲလက်ဖက်တုပ်ကလေငါညကြလို့ရှိရင်ကိုရီးယားကကြည့်နေစားဖို့တုတ်ထားတဲ့လက်ဖက်တုပ်စိတ်တနာမဆောင်ကနေရော့စားဟွန်း အေးစမ်း စား ဟဲ့
ငါပြောမှသိလားဒီကောင်ကနေဘာဖြစ်နေရလဲဟမ်ဒီကောင်ဘာသဘောလဲငါစေစနာနဲ့ကွာသူ့ကိုကျူချင်သားကကိုညီမယ်လို့ပြောတာအဲ့ဒါကိုသူ့ကိုယ်သူကြီးမာနာကြီးတော့ခွဲလာနဲ့ငါ့ကိုလေခေါင်းခါပြောထပ်သွားသိတယ်အိုက်တင်ကဒွေးလို့လွင်မိုးလို့ ဟုတ်လား သူ့ကိုယ်သူဘာတင်နေလဲမသိဘူးကြည့်နေဒီကောင်မပါဘဲနဲ့ငါတို့ရဲ့အတူတူတက်ပြမယ်ကျူရှင် တက် ထားခဲ့မယ်ဒီကောင် ဟဲ့ဒေါ်လာရှော့ညရှင်နေတာရှင်နေတာရှင်နေတာဟဲ့ ဘူးလိုက်တာနင် 你多大一表到的哦？哟，皮皮哒，呀，等个你，皮皮哒，嘿嘿，呀，现在哒，哎呀，多大一条面的呀？皮皮哒，猛哒，俺冇变嘛？哎，别俺冇变，谁说？ စိတ်တူနေကောင် 哎，呀，哒，ပြောတော့ငါတို့ကအတန်းမိုင်ဆံမစီမှာကျူချင်ဆက်ရမှာဆိုဘလို့ဖြစ်ပြီးတော့ဘုန်းကြီးရောက်လာ အေးလေဖုန်းကြောင့်မစားလို့ရလိမ့်မယ်ငါတခါမှမတွေ့ခဲ့ဘူးဘာလို့လို့ရောက်လာလဲ ဘလို့ဖျက်မှာလဲအဲ့ကောင်တူတယ်မော့တော်စီကငါတို့နဲ့တူတူကျူရှင်လည်းမတက်နိုင်လို့တဲ့ငါတို့လည်းမတက်တော့နဲ့တဲ့ဒီဖုန်းเจ้าမှာပဲအတူတူစာလုပ်မယ်တဲ့အဲ့နဲ့ဒီကိုရောက်လာ အာနင်တို့ကလေဟာဘုန်းကြီးကျောင်းမှာပဲစားလို့ကျူရှင်မှာပဲစားလို့စားရတယ်ရင်တူတူပဲမဟုတ်ဘူးလားပြီးတော့ငါတို့ဘုန်းကြီးကျောင်းပြန်လို့ရှိရင်အပြန်ညရင်မုန်းချလို့ရတယ်ဟုတ်ဘူးလားဟမ်ဒီပါဘုန်းကြီးကငါတို့ဘုန်းနာတွေမှာစားဖို့နာဆိုရင်မုန်းနေအများကြီးချကြွကြတယ်အများကြီးပဲ 啊，反正我蒙面那叫困了。嗨，你看伊嘛上来了拍到我，你好不要我主要。 အေးမင်းရလေအဲ့ကိစ္စတော့မပြောလက်ဖက်တော့ပြန်ဝင်ကြည့်မယ်မင်းပတ်ပေးတာ 必有我就没说。 မင်းတို့အားလုံးကိုအတောင်းပန်ပါတယ် မင်းကဘာလို့တောင်းမှန်းလဲကွာ ဟုတ်လေကွာငါကြောင့်မင်းကျူရှင်မတက်ရအောင်ကွာဒါမှမဟုတ်မင်းတို့ကမင်းတို့ပဲကျူရှင်တက်လိုက်ကြပါလားငါနားလဲပါတယ် အာမဟုတ်ပါဘူးကွာအားလုံးကဘုန်းကြီးကျောင်းမှာပဲစားလုပ်ကြမယ်ဆိုပြီးတော့အားလုံးစုပြီးမှဒီကိုလာကြတာဟုတ်တယ်မလားဟုတ်တယ်နော် ဟုတ်တယ် 哎，好的哈，我哋我都嘛蒙你咧杀咗人咯，咁啊，得落讲咧，比如你空中啊，第四只下就我都杀你背下嚟行咯。好的好的，冇杀冇杀嘅。 အေးပါ ကလေးတော့စာစုလုပ်နေကြတာဟုတ် ရှင်းပြတမဗျာကောင်းတယ်ကောင်းကဲ ဘုံဘုံတွေပေးထားတယ်အားကြောင့်နော် 杀嘛冇。 အေးအခုလိုတငယ်ချင်းတွေစုပြီးစာလုပ်တော့စာပေါ်ရမြန်တာပေါ့ခွဲ 对嘛ဗျာ ဟောဒီကကလေးတို့လောတာရှိနေဘာမှအာမနာနဲ့ဖုံဖုံပြောကြလား 对嘛ဗျာ ဟောဒီကမင်းတို့ရဲ့တငယ်ချင်းကိုလေလောတာရှိရင်ကူညီပေးလိုက်အောင်နော် 对嘛ဗျာ တမဗျာ စာချက်ကြ 蒙你咧杀嘛ဗျာ အေးစားပါခွဲစား ကျွန်တော်ညာနေ ဟုတ်လို့ငါမစားငါစားမို့နော် ဟေးငါတို့ဒီလိုလုံးကြရင်မကောင်းလားငါတို့အဖွဲ့ကအားလုံးပေါင်း6ယောက်ရှိတယ်ကွာအဲ့တော့ငါတို့ကျောင်းမှာတယောက်ကိုတစ်ပါးစားစီသိချနားထောင်ခဲ့ကြနော်ပြီးကြလို့ရှိရင်ငါတို့အားလုံးစာအတူတူစုလုပ်ကြတဲ့ခါကြလို့ရှိရင်ကိုတာဝန်ထားတဲ့ဘာသာတွေကိုနားလည်အောင်လို့ပြန်ပြီးတော့ရှင်းပြကြမကောင်းလား ကောင်းတယ် အဲ့ဒါဆိုငါဟိုဘာသာတောင်းယူမယ် ဘယ်ဘာသာလဲ
ကာရလေကာရအဲ့ဒီလိုမျိုးလေးရ နေရလဲ 好像累的。 စားလို့ကြပြောတော့ဟောဟုတ်ပါ 那个呀，估计。对，ငါ့ကိုလေဒီ fashion လေးရှင်းပြပါလား ဘယ်ပုံလဲ ဟိုနေ့ကကျောင်းမှာဆီယမတင်လိုက်တဲ့ပုံ ။ဟောအဲ့ပုံလား။အဲ့ပုံဆိုရင်တော့ငါတိတ်နားမလဲဘူးက။ငါနားလေအောင်ကြည့်ပြီးမှပဲနင်ကိုရှင်းပြမယ်လေနော် ဟောအေးပါ အမေရောက်တာပြောင်းကိုချောင်း ။တော့စိမင်းပါပြီးတွေ့ ငါသိရဲ့ 哦，ဟိုနေ့ကဆမ်မရှင်းပြတဲ့ပုံလေးအဲ့ဒါငါတိတ်နားမလဲပြန်တွက် ။ဟောဒီပုံလား อืม ။ဒီပုံဆိုရင်ငါရရလေ။ငါရှင်းပြမယ် ရပါတယ်ငါးပါးငါပဲတွက်လိုက်မယ် ။ရပါတယ်ကွာ။ဒါလေးတော့ငါရှင်းပြနိုင်ပါလေ ရပါတယ်ငါးပါးငါပဲတွက်လိုက်ပါမယ် ။ရပါတယ်ဆိုနေမှာဒီမှာကြည့်။ လွန်ရသောဟိုရင်ချိန်များရဲ့အချိန်ချင်းကြိုးစားကမေးပြချင်ပေမယ့်နှလုံးသားရဲ့နဲ့ဆိုင်ဆုံးမှာအိုမြစ်တွေနေတဲ့မတရားတွေရဲ့ပြန်တွေ့မိတိုင်းဒီရင်ဘတ်ထဲမှာပုံမြင်လေးတစ်ပုံလိုနှွေးထွေးနေတော့မေဒီရတဲ့ပုံရိပ်များရဲ့ကိုမမေ့နိုင်ခဲ့ဘူးအတိတ်တွေရဲ့ဆူတောင်းလေးတစ်ခုကိုသာကိုပိုင်ဆိုင်ရရဲ့ရင်လိုချိန်လေးများသွားချင်တာဒါပေမဲ့ထိုးထွေပြန်မဖြစ်နိုင်တော့